ရွှေထက်ဆိုင်မှာရွှေတောင်းဝယ်မယ်ဆိုရင်မဖြစ်မနေမေးတင်းတဲ့မေးခွန်း၅ခု၁ရွှေရဲ့အရေးတွေကဘယ်လောက်လဲ16ပဲရေလား15ပဲရေလား18 ကီလားဆိုတာကိုအရင်ဦးဆုံးရှင်းရှင်းလင်းလင်းမေးရပါမယ်နှစ်အရောအတွက်ဒါမှမဟုတ်လက်ခဘယ်လောက်ကြတဲ့မှာလဲရွှေဘိုးအပြင်အထည်ဖြစ်မြောက်အောင်လှုပ်ဆောင်ရတဲ့အရောအတွက်ဒါမှမဟုတ်လက်ခကလည်းအရေးကြီးပါတယ်အချို့ဆိုင်တွေမှာလက်ခကိုရှော့ပေးတတ်တာမျိုးရှိတယ်လို့ဒီဇိုင်းဆိုင်ရင်လည်းအရောအတွက်လက်ခပို့ပြီးများတတ်ပါတယ်စုစုပေါင်းကြတဲ့ငွေကိုတက်ချက်တဲ့အခါမျိုးမှာလည်းဒီအရောအတွက်လက်ခကအရေးကြီးပါတယ်ဟုတ်ပြန်တွင်းရင်ဒါမှမဟုတ်ပြန်ရောင်းရင်ဘယ်လောက်ဖြတ်မှာလဲဘယ်လောက်ရှုံးမှာလဲဒီမျိုးကအရေးကြီးဆုံးမျိုးကမှာနောက်တစ်ချိန်အရေးပေါ်လို့ပြန်ရောင်းတဲ့အခါဒါမှမဟုတ်ရှားဒီဇိုင်းနဲ့လဲတဲ့အခါဘယ်လောက်ရှုံးမှာလဲညာကန်လုံးနဲ့ဆိုရင်ဘယ်လောက်အဖြတ်ခံရမှာလဲဈေးနှုန်းအတက်ကြပေါ်မူတည်ပြီးတွက်ချက်တာလားဆိုတာကိုကြိုတင်သိထားရပါမယ်လေးရွှေရဲ့အလေးချိန်ကိုအတိအကျပြန်ချိန်ပြလို့ရမလားပြန်ချိန်ပေးလို့ရမလားရွှေဝယ်တဲ့အခါဆိုင်ကပြောတဲ့အလေးချိန်ဥပမာတစ်ချက်ငါးမှုဟာချိန်ခွင့်မှာအတိအကျဟုတ်မဟုတ်တိကျပြန်ချိန်တိုင်းပါရွှေကိုချိန်ပြတဲ့အခါကိုဝယ်တဲ့အလေးချိန်ဟုတ်မဟုတ်အတိအကျကြည့်ဖို့လိုပါတယ်ငါအာမခံချက်ဒါမှမဟုတ်ဝယ်ယူကြောင်းပေါက်ချပေးမှာလားဘယ်လိုပေါက်ချပေးမှာလဲဝယ်ယူပြီးကြောင်းအထောက်အထားဖြစ်တဲ့ scientific ပေါက်ချကိုတိကျတောင်းယူပါအဲ့ဒီပေါက်ချမှာရွှေအလေးချိန်ရွှေရည်ဝယ်ယူတဲ့နေ့စွဲဈေးနှုန်းတို့ကိုပြည်စုံစွာပါရပါမယ်။ပေါက်ချရှိမှလားနောက်တစ်ချိန်ပြန်ရောင်းပြန်လဲတဲ့အခါမှာအခက်အခဲမရှိမှဖြစ်ပါတယ်။အရေးကြီးဆုံးချက်ကရွှေဝယ်မယ်ဆိုရင်ပေါက်ဈေးကိုလည်းတေချာလိလာတော့ဖို့မမေ့ပါနဲ့哦။ကျွန်တော်တို့ရွှေလန်းရွှေဆိုင်မှာပဲဝယ်အခြားဘယ်ရွှေဆိုင်မှာမဝယ်ဒီမေးခွန်း၅ခုကိုမဖြစ်မနေမေးကိုမေးရပါမယ်။ဒီမေးခွန်း၅ခုကတင်းအတွက်အကျိုးတစ်ခုခုရှိမှဆိုရင် like and share လေးလုပ်ပေးခဲ့ပါဦး။